အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဆရာကြီးတော်ရဲ့စာအုပ်ဖြစ်တဲ့မိုးတိမ်ပုံမြင်ဆိုတဲ့စာအုပ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်စာအုပ်လေးမဖတ်ပြခင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ရသေးဘူးဆိုရင် subscribe လေးလုပ်ပေးခဲ့ပြီးတော့ဗီဒီယိုသစ်တင်တိုင်းသိရအောင်လို့ဘေးနားက notification ခေါင်းလောင်းလေးကိုနှိပ်ပေးခဲ့ဖို့တောင်းဆိုပါတယ်ဗျဒုများမွေတော်ကာလကြီးတော်ရွာကတာကြီးတို့များအရက်စုစောပြန်တလီလီလူဟန်ကမူယူလို့နေသည်ရက်ရွာတဲ့အရက်သေးမှလေဝက်တော်များတယ်ဆိုမူပြီးချော်လေပစိုးပါဆွေဦးမဝေးအမျိုးပါစေလူကြားတဲ့အရှက်မရှိထူးဟန်ခမဲတော်ကစော့မဲနဗန်ရွာကန်လူများဝိုင်းလူတောင်းပန်အံပြန်ပြီးဝေးနဲ့အတဲ့မြန်မြန်ဆန်ဆန်မြန်မြန်လာပြန်ပြီးတကြီးကြီးနဲ့ဟန်မြန်မြန်ဆန်ဆန်မြန်မြန်အဖော်ရီမှာအော်ဂလီရီစံတော်ပြီးပြန်တော်ပြီးဆိုကလော်ပြီးသားအမှန်ဟဲ့သေးနာကြဗျဟဲ့လာထပါဟအမီးဘူးအတွေ့ထီကျူးပါမကျင်လက်ခံထားရင်ပေါင်စားပြင်နေဟာထမင်းကျူးနဲ့ဟင်းအတူပါမကျင်တွေ့ရင်များနှိုက်စားပြင်အကျွေးရတော့စော်ကသူ့မူပြင်အကျွေးနဲ့အိန္ဒရီလီနဲ့ထိန်းလျှောက်ရင်မူပြီးတော့ဝေလာကွယ်မောင်ယူဝမ်စဘုံနဲ့ပြောပြီးရွာစော်ကြီးကခွက်ပုံးနဲ့ယောက်ျားမှန်သမျှအကုန်လုံးလက်ထူနောက်တစ်ခါပြန်ပြီးတဲ့ဟေလမှုရန်ရွာရဲ့ညနေခင်းကိုအဲ့ဒီတချင်းနဲ့ပဲလှုပ်နိုးလိုက်တယ်အဲ့ဒီတချင်းတန်ကြားရင်ဖြင့်ကိုရင်သားကြီးတို့မူနေကြောင်လူတိုင်းသိကြပြီပြောရအောင်မေကိုရင်သားကြီးတို့ဆိုလို့လူများတော့မဟုတ်ဘူးရဲ့ကိုရင်သားကြီးပါမေတလာစီကြက်ကလာပါမေပါစီပါမေမိုးတိမ်ပါမေဒါပဲအဲ့ဒါကသူတို့လူစုညနေပိုင်းမှန်ရင်ချင်းစရာလူရာရဲ့မဟုတ်ဘူးရဲ့ရွာတောင်ပဲဖျားကကိုကြီးအရက်ပုံဆိုင်မှာစုံနေကြနေရဝင်သားမမှန်ရှိရမေသူတို့လေပြူချိန်ကမှန်ပြီးသားပြောရအောင်မေကျုပ်တို့ရွာရဲ့အချိန်မှတ်ပုံကိုတယောက်ကဘယ်နှနာရီရှိပြီလဲလို့မေးပြီးဆိုပါတော့ကျုပ်တို့ရွာသားတွေနာရီတွေနေတွေကြည်နေတာမဟုတ်ဘူးရဲ့ကိုမိုးတိမ်ကြီးလေပြုတ်တန်ကြားတယ်ဆိုတော့4နာရီမှတ်တင်တော့ရှိပြီပေါ့ဦးပန်းညွန့်ကြီးမိကျက်သွားရှာပြီဆိုတော့မနက်9နာရီတာရဲ့ဘာကြီးပန်းခေါ်ဦးပန်းညွန့်ကမနက်9နာရီဆိုအရက်ဆိုင်မှာမိကျက်ကြံခဲ့လို့ဆိုပြီးသူ့မိမဖွားချုပ်ကိုတပတ်လက်နဲ့ကိုတွတ်ကြီးဆိုင်မှာတပဲ့ထဲနေကြကိုရင်သားကြီးပစိုးကွင်းတိုင်းလာပြီဆိုရင်တော့12နာရီပြောရှိတော့တာပေါ့အဲ့ဒီလိုကိုတီးကြတာသူတို့ကလေစံတော်ချိန်သာမှားမိမယ်ကိုမိုးတိမ်တို့လေပြူချိန်ဘာကြီးပန်းမိကြီးယူချိန်ကိုရင်သားကြီးပစိုးကွင်းတိုင်းချိန်တလာစီကလားကတဲ့အချိန်ပါစီအံဘတ်စုချိန်ဘယ်တော့မှမမှားဘူးရဲ့ညို့ပေမဲ့တခုတော့ပြောစရာရှိတာပါသူတို့လေးယောက်ကတယောက်ကိုတယောက်ဟာကြည့်ရတာမဟုတ်ဘူးရဲ့မျက်နှာချင်းများဆိုင်မိတာနဲ့တယောက်ကိုတယောက်ကုတ်ချင်းဖဲ့ချင်းကြတာဟောအခုတော့ထူးကြတယ်ကောင်းလေးကောင်းဆိုင်ပြီးတော့ငြိမ်လို့သူတို့ဒီလိုငြိမ်နေတာအကြောင်းရှိတယ်ဒါကတော့တိတ်ပြီးပြောစရာမလိုပါဘူးသူတို့ဆွေးနွေးစရာဆိုလို့မိုးတိမ်ရဲ့အချစ်အကြောင်းကလွဲပြီးဘာမှဖြစ်နိုင်တာမှမရှိတာမိုးတိမ်ဆိုတာကိုလည်းသိကြရဲ့လားလူကအသားညွညူအရက်ကမြင့်ရဲ့ရုပ်ကကြောင်ရှာသည်ကိုကားအကျိတ်ခံထားရတာနဲ့တူတယ်ဒါမှမသိရင်တော့ရွာထိပ်ရေကန်ကြီးတဲ့ငားသွားမြားကြည့်အဲ့ဒီရေကန်တွေကငားမရပဲရေကြီးတက်နေတဲ့မိန်းမအတုံးဆောင်စညက်တို့ဘီတို့လက်သေးနီဘူးတို့ရေမွေးပလင်းတို့စသည်ဖြင့်တောက်ဖနက်ကအစစားဘော်လီအစုံခမရတို့ငမားကြိတ်ထဲချိတ်ပါလာရင်တခြားလူတွေစဉ်းစားမနေနဲ့မိုးတိမ်ကိုသာပြေးမြင်လိုက်အဲ့ဒါအလုံးသူ့ပြည့်ချထားတာမိုးတိမ်ဆိုတဲ့လူကအမြဲတမ်းအသေးကွဲနေတာရဲ့သူကြိုက်တဲ့ကောင်မလေးကတခြားသူမဟုတ်ဘူးရွာလေပိုင်းကဒေါ်ဝင်းသမီးမေဖြူဆိုတာကလေနာမည်နဲ့လိုက်အောင်ဖြူဝင်းလှတာပါတာပေါ့ညို့ပေမဲ့ကြိုက်ပေးကတော့တစိတ်ကြမ်းလွန်းနေ
လမ်းသွားရင်သူ့ရဲ့ရှည်လျားပါးလျားတဲ့သပင်ကိုကိုင်ကာနဲ့လှုပ်စီနေတာစကားပြောရင်လည်းမပွင့်တပွင့်နဲ့အဝတ်အစားကတော့သူတို့ကကြေးရတဲ့တွေဆိုတော့မြို့ကဘေးထုတ်လေးပါလေးဝတ်နိုင်တဲ့ပေါ့ဒါကိုပဲသူကနိုင်ငံခြားဖြစ်မှဝတ်တာဆိုပြီးတိတ်မာနကြီးတာနောက်ပြီးတော့စကတ်အကွဲတို့ဘောင်းမီတို့ကိုသူ့ရုပ်နဲ့လိုက်မှန်းမသိမလိုက်မှန်းမသိဝတ်တတ်သေးတယ်ဒါကြောင့်အဲ့ဒီကောင်မလေးကိုတရွာလုံးကဝိုင်းခေါ်ကြပါတယ်တောခေါ်လီတဲ့ဟုတ်တယ်တောမှာဂေါ်လီလှုပ်လွန်းလို့အဲ့ဒီတောခေါ်လီလေးကိုပဲမိုးတိမ်တို့ကအသေးဆွဲဖြစ်နေတာသူကသာအသေးဆွဲဖြစ်နေတာမေဖြူကမိုးတိမ်ကိုလောက်စလုံးလောက်တောင်အထင်ကြီးတာရဲ့မဟုတ်ဘူးသူကဂေါ်လီမှုလာတော့မသိလောက်စလုံးကတော့ပြစ်တက်ရင်ငှက်ရအောင်မေးတယ်မိုးတိမ်ဆိုတဲ့ကောင်ကဘာမှသုံးလို့မရဘူးတဲ့လေဒါကြောင့်အဖက်လည်းမလုပ်ဘူးလှဲ့လည်းမကြည့်ဘူးနောက်ပြီးတော့မေဖြူကသူတို့ရွာလေပိုင်းကဥဖြူဝင်းသားကလဲထိန်နဲ့လည်းမရှင်းဘူးကလဲထိန်ဆိုလို့တက်မျိုးမထင်နဲ့သူလည်းမြမလူမျိုးပဲဒါပေမဲ့မဲသမပြောင်းလို့ဒါကြောင့်သူ့ကိုကလဲထိန်လို့ခေါ်တာနာမည်ရင်းတော့ဘာရဲ့မသိပါဘူးသူတို့ပြောတော့သူတို့နှစ်ယောက်ကိုငငယ်တွေကမိဘတွေကသဘောတူထားကြတာတဲ့မေဖြူအမေဒေါ်ဝင်းကိုမေးကြည့်တော့ဒေါ်ဝင်းကသူမသိဘူးတဲ့သူ့ယောက်ျားဆုံးသွားတဲ့ဥမောင်တင်များပြောခဲ့သလားတော့မပြောတတ်ဘူးတဲ့ကဲဇက်ကရှင်းနေပြီမိဘတွေကတော့မသိတဲ့ဟာကိုသူတို့နှစ်ယောက်ကိုဘသူကများငငယ်တွေကသဘောတူထားတဲ့ရေတော့သူတို့နှစ်ယောက်နဲ့ဖျားပဲသိမယ်ဒါပေမဲ့သူတို့ရဲ့သုံးပွင့်ဆိုင်အချစ်ဇလန်းကတော့တရွာလုံးကိုဟိုလီတကြောကြောပဲဘယ်လောက်ထိလဲဆိုရွာကကလေးတွေစိုင်းတီတန်စောကြလို့ရှိရင်သူတို့ကိုအစွဲပြုပြီးစိုင်းတန်ကိုတိမ်ပိန့်တိမ်ဆိုပြီးအတန်ထွက်တယ်ဟုတ်တယ်လေတယောက်ကမိုးတိမ်မေဖြူကငပိန်ဟိုကောင်ကကလဲတိမ်ဆိုတော့တိမ်ပိန့်တိမ်ပေါ့ဘာပဲပြောတိမ်နဲ့စာရင်ပိန်ကဒိမ်ဘက်တော့အလေးသာတယ်လို့ရှိတာညုတ်ပေမဲ့မေဖြူကအလုတ်ကလေးများပါများရှိရင်မိုးတိမ်ကိုချော့မော့ပြီးခိုင်းနေကြမိုးတိမ်ကကြားချင်းသာဘာမှမကူညီတာရဲ့မိန်ကလေးများခိုင်းလူကတော့တွားကြီးဖြစ်ပြီးလှုပ်သမှဖင်ကိုမိကိုဦးလို့ဟိုနေရာလေးတွားပြီးပါအောင်ဆိုစာချက်ပြောတာကနောက်ကြအောင်မေမိုးတိမ်တို့ပြေးတာများမှုံထွက်နေတာဒါကိုပဲမိုးတိမ်ကသူ့ကိုမေးဖြူလေးများပြန်ချစ်နိုင်ကောင်းရဲ့ဆိုပြီးလက်သေးညက်ကအစဘောလီရဲ့ဆိုတပြုံပြုံနဲ့ဝဲပေးရှာတယ်မေဖြူကလက်မခံမှုဆိုရင်စိတ်နာတယ်ဆိုပြီးရွာထိပ်ရေကန်ကြီးတဲ့ပြေးချတယ်အဲ့ဒါကြောင့်အဲ့ဒီကန်နေအဲ့ဒီလောက်အမျိုးသမီးပစ္စည်းများနေတာပြောရအောင်မေအဲ့ဒီကန်နေအဲ့ဒီပစ္စည်းတွေဘယ်လောက်များတယ်လဲဆိုရင်ရွာကရေကန်တွေဖော်ဖို့လေလံပေးရင်အဲ့ဒီကန်ကဈေးအများဆုံးပဲ900များလို့ရဲ့ဘာရဲ့မဟုတ်ပါဘူးငါကတော့တခြားကန်တွေလိုပဲသူတင်ကိုတင်မှာပဲဒါပေမဲ့မိုးတိမ်ရဲ့စွန့်ပစ်ပစ္စည်းများလို့ဘလောက်ထိများလဲဆိုမနစ်ကလီလံရသွားတဲ့ဥအာမှုဆိုအခုရွာထဲမှာစတိုးဆိုင်ကြီးတစ်ဆိုင်ဖွင့်ထားတာဟိထားလို့အမျိုးသမီးအသုံးဆောင်များစုံသလားတော့မမီးနေနဖာကလောကအစကော့ဆက်အစုံအလုံးသူမှရှိတယ်ထားပါတော့မိုးတိမ်အကြောင်းပြောနေလူကတော့စုံမယ်မဟုတ်ဘူးအခုတော့သူတို့အုပ်စုခေါင်းချင်းဆိုင်ပြီးငြိမ်နေကြပြီငါကြံရပြီကွာပါစီရဲ့စကားကြောင့်အားလုံးကခေါင်းထောင်သွားကြတယ်ဘယ်လိုကြံလဲကိုရင်တာကြီးကမိတယ်ဒီလိုကွာပါစီကစကားကိုမဆက်သေးပေဖန်ခွက်ထဲကအရက်ခွက်ကိုမယူပြီးကွက်ခနဲ့မော့လိုက်တယ်ပြီးတော့ပဲကြီးလော်တလုံးကိုကောက်ဝါလိုက်ပြီးအကြံကတော့ကြီးတယ်မအားလုံးကပါစီကိုအာယုံဆိုင်နေကြတယ်ဘာမှမပြောဘဲငြိမ်လို့ပါစီကသာဟန်တခွဲသားနဲ့စကားဆက်လိုက်တယ်မေဖြူတို့အိမ်နောက်ကစပယ်ကြီးကိုမီးရှို့မဲကွာဘာကွာအားလုံးမျက်လုံးတွေပြူကျဲသွားတယ်ပြီးတော့ပါစီကိုစိုက်ကြည့်နေကြတယ်မိုးတိမ်ရဲ့မျက်လုံးကအတောက်ပြောင်စုံပါစီကဆရာကြီးဟန်နဲ့အားလုံးကိုဝေ့ကြည့်လိုက်တယ်ဟုတ်တယ်မေဖြူတို့အိမ်နောက်ကစပယ်ကြီးကိုမီးရှို့ရမယ်မီးရှို့ရင်လောင်ကုန်မှာပေါ့ကွာ
ခွေတယ်မှာပဲမိုးတိမ်ရဲ့မကြီးမနက်စကားကိုပါစီကဝေးရန်ကောဆိုတဲ့အကြည့်မျိုးနဲ့ကြည့်ပြီးအေးလေကွာလောင်အောင်ရှုမှာပေါ့ကွာလောင်တော့မင်းကသူရဲကောင်းလုပ်ပြီးမိဝင်ညှင်းချင်အောင်ဆောင်ပြီးသူတို့အိမ်ပေါ်ကပစ္စည်းတွေမင်းတို့အိမ်ပေါ်ရွှေ့ထားလိုက်ပေါ့ကွာရွှေ့ထားလိုက်ရင်မိုးတိမ်ရဲ့ဦးကြောင်ကြောင်စကားကိုပါစီကသူ့ပေါင်ကိုဖြတ်ခနဲပုတ်လိုက်ပြီးဟာအဲ့ဒီပစ္စည်းတွေရွှေ့ထားလိုက်ရင်မေဖြူလေးပါမင်းတို့အိမ်ပေါ်ရောက်ပြီပေါ့ကွာဘာလို့ဒီလဲမင်းတို့အိမ်ပေါ်ရောက်မှတော့မင်းဖတ်တော့မင်းအပိုင်စီယုံပေါ့ကွာမဟုတ်ဘူးလားငါအကြံမပိုင်ဘူးလားဘာစီကသူ့စကားကိုသူသဘောကျပြီးတဟားဟားရည်နေတယ်မိုးတိမ်ကတော့ပါစီအကြံကိုခေါင်းကုပ်စဉ်းစားရင်းနဲ့အေးဟုတ်တယ်လို့ပဲဒါပေမဲ့မီးကညှိမ့်လို့မရပဲတရွာလုံးလောင်သွားရင်ရောမင်းကအဖမ်းခံလိုက်ပေါ့ကွာမီးရှို့မှုနဲ့မင်းထောင်ထဲဝင်လိုက်ပေါ့မဟုတ်ဘူးလားဘာစီကသူ့စကားကိုသူသဘောအကျကြီးကြပြီးအော်ဟေ့ရဲနေရောတယ်ဒီတော့မှမိုးတိမ်ကသဘောပေါက်ပြီးဟာဟိတ်ကမင်းလူပါဝါလာကြီးလားငါကဘာလို့ထောင်ထဲဝင်ရမှာလဲအေးမီးရှို့မှုနဲ့တော့မဝင်ဘူးကွာမင်းကသာဟောဒီလို့ဆိုပြီးမိုးတိမ်ကပါစီရဲ့မျက်နှာကိုလက်သီးပစ်သွင်းဖို့လုပ်တယ်ဒါကိုနဘေးနာရှိနေတဲ့ကိုရင်သားကြီးနဲ့တလားစီတို့ကအာဟိတ်ကမလုံနဲ့ဟိတ်ကလက်လွန်မင်းတို့ဆိုပြီးအတင်းဖန်ဆွေထားလိုက်တယ်အားလုံးကယုံရင်ဆန်ခတ်ဖြစ်နေတော့အရက်ဆိုင်ရှင်ကိုတွတ်ကြီးကထွက်လာတယ်အာဟိတ်ကောင်တွေငိမ့်နေကြစမ်းခွီတယ်မှာပဲအရက်ကိုခိုးရောက်နေရတဲ့ကြားတွေမင်းတို့ကတမောက်ဆိုပြီးလာထွက်သွားတယ်ကိုတွတ်ကြီးကိုမြင်တော့အားလုံးကငြိမ်ကြသွားတယ်မငြိမ်လို့လည်းမဖြစ်ဘူးလေကိုတွတ်ကြီးကသူတို့ကိုအရက်မရောက်တော့ဘူးဆိုတောက်စရာဆိုင်ကရှိရတာမှမဟုတ်တာသူတို့ကိုဆိုကြံတဲ့ဆိုင်တွေကဘယ်ဆိုင်ကမှမရောက်ဘူးအဲ့ဒီလိုရန်ထထဖြစ်တဲ့လွန်းလို့ဘာဖြစ်ကြတာလဲကွာမင်းတို့ကလည်းစူညံနဲ့ကိုတွတ်ကြီးရဲ့အမေကိုရင်သားကြီးကဒီမာလီဗျာဘာရှိရအောင်မလဲမိုးတိမ်ရဲ့အခြေအကြောင်းပဲပေါ့အေးလေအဲ့ဒါဘာဖြစ်လို့လဲဒီလိုလေးဗျာမိုးတိမ်ကမေဖြူအချစ်ကိုရအောင်ဘယ်လိုယူရမယ်ဆိုတာဆွေးနွေးရင်းနဲ့ရန်ဖြစ်ကြတာဆိုပြီးဖြစ်ကြောင်းကုံစင်ကိုရင်သားကြီးကကိုတွတ်ကြီးကိုရှင်းပြလိုက်တယ်နောက်ကိုတွတ်ကြီးကမျက်မှောင်ကြီးကျခေါင်းတငိမ့်နားထောင်နေတယ်စကားဆုံးမှာဒါများကွာပါခက်တာလိုက်လို့အလွယ်လေးဆိုပြီးစိုင်ဘက်ပြန်လှည့်ကြည့်တယ်သဘောကတော့သူ့မိမမိလုံးကိုမကြားစေခြင်းမသိစေခြင်းတဲ့သဘောပြီးတော့မှလေတံကိုနှိမ်ပြီးငါလူလှုပ်ပေါ့ကွာဘယ်လိုလုပ်ရမှာလဲကိုတွတ်ကြီးစကားကိုမိုးတိမ်ကအားတက်တရောမိတယ်ကိုတွတ်ကြီးကနှိမ်လိုက်တယ်အားလုံးရဲ့ခေါင်းတွေကလိုက်နှိမ်ကုန်တယ်ပြီးတော့ကိုတွတ်ကြီးကဘယ်သူမှမကြားစေခြင်းနဲ့လေတံနဲ့ကိုခေါင်းကိုပလင်းနဲ့ပြန်ရိုက်ခွဲလိုက်သူစကားလေကြာရောမိုးတိမ်ကမျက်လုံးကြီးပြူပြီးဟာဗျာခမည်းကြီးကလည်းတမကျုပ်ကအကောင်ပြောမလားမှတ်နေတာကိုကောင်းကိုပလင်းနဲ့ရိုက်တော့ခေါင်းကွဲမှာပေါ့ဗျာမိုးတိမ်ရဲ့အတန်ကြေကြောင့်ကိုတွတ်ကြီးရဲ့ခေါင်းပို့ပြီးတော့ပုဝင်သွားပြီးအန်ချိတ်တန်နဲ့ဟိတ်ကတူပြောပါကွာမိလုံးကျသွားလို့ငါအကြံတွေရိတ်မိကုန်မေခွီတယ်မှာပဲပလင်းနဲ့ရိုက်တယ်ဆိုပေမဲ့ဒီပလင်းတွေလို့တော့ဘယ်ဟုတ်မှာလဲကွာမိုးတိမ်မျက်မှောင်ကျုပ်သွားတယ်ဘယ်လိုပလင်းမျိုးလဲမီးဖုတ်ထားတဲ့ပလင်းကွာမီးဖုတ်ထားတဲ့ပလင်းအေးဟုတ်တယ်ပလင်းကိုမီးဖုတ်လိုက်ရင်ပလင်းကကြော့သွားတာကွာအဲ့ဒီပလင်းမျိုးနဲ့ကိုခေါင်းကိုပြန်ရိုက်ပလင်းသာကွဲသွားမယ်ခေါင်းကတော့ကော်ချောင်းနဲ့ရိုက်တဲ့လောက်တော့မနာဘူးမငါတော့မိမနဲ့စိတ်ဆူတိုင်းအဲ့ဒါမျိုးပဲလုံနေတာနှုတ်နေပါကိုခေါင်းကိုပလင်းနဲ့ပြန်ရိုက်ယုံနဲ့မေဖြူကကျွန်တော်ပြန်ကြိုက်မရဲလားမိုးတိမ်ရဲ့စကားကိုတွတ်ကြီးကအနောက်ဖက်ပြန်ဝေ့ကြည့်ပြီးအာဒီကအတော်ဒုံဝေးတဲ့ကမိမတွေဆိုတဲ့အမျိုးကတနာတတ်တယ်ကွာကိုအဲ့ဒီလူသားပလင်းနဲ့ပြန်ရိုက်နေလို့ကတော့တနာစိတ်တွေဝင်ပြီးကောင်းမလေးကကိုမိုးတိမ်ရဲ့အဲ့ဒီလူတော့ကိုအနာမခံပါနဲ့ချစ်စုချစ်ပါမယ်ရှင်ကြိုက်စုကြိုက်ပါမယ်ရှင်ဆိုပြီးတော့ကိုဖြစ်သွားစေရမယ်ငါတော့အဲ့ဒီနီးကိုတုံးပြီးမိလုံးကိုချုပ်ထားရတာ
ရွှေတဲ့နေကိုတို့ကြီးရဲ့အကြံကိုမိုးတိမ်ကသဘောခွေသွားတယ်ကဲဒါဆိုလဲပွဲမဝင်ခင်စမ်းကြည့်ရအောင်ခမရစီမှာပလင်းမီးဖုတ်လေးများမရှိဘူးလားရှိတာပေါ့ကွာငါလဲလိုအပ်ရင်သုံးဖို့အမြဲဆောင်ထားတာဒါဆိုလဲကျုပ်ကို3-4ပလင်းတော့ပေးဗျာမိုးတိမ်ရဲ့စကားကိုတို့မျက်နှာရှုပ်မဲလိုက်ပြီးအလကားတော့မရဘူးမောင်ကျုပ်ကအပင်မန်းခင်မိအပူခံပြီးထိုင်ဖုတ်ထားရတာအာဗျာခမရကလေအချင်းချင်းတွေပဲကိုစီးပွားရေးဆံမနေစမ်းမနဲ့ကျုံနဲ့မေဖြူညားသွားရင်လောက်မနေနဲ့ဟိတ်ကမင်းနဲ့မေဖြူနဲ့ညားလို့လေငါကပဲလို့ကြစားညက်ရမှာလားဟဲ့လူခမရဘာပြောတာလဲကိုတို့ရဲ့ဖြတ်ပြောလိုက်တဲ့စကားကြောင့်မိုးတိမ်ကတင်းသွားတယ်အေးငါကသဘောအဖြစ်ပြောတာပါကွာကိုတို့ကသူစကားကိုသူပြန်လျှော်လိုက်တယ်ပြီးတော့ဆက်ပြောတယ်အေးဒါပေမဲ့ပလင်းကတော့အလကားမရနိုင်ဘူးမောင်ပလင်းလို့ကိုဒီအတိုင်းရောင်းရင်တော့တစ်လုံး15ချက်ရတယ်ကဲဗျာချင်းချင်းတွေပဲ15ချက်နဲ့4ပလင်းပေးဗျာ60ဘူးကိုတို့ကခေါင်းခါလိုက်တယ်မရဘူးမောင်အကြံဉာဏ်ကြီးမီးဖုတ်ကြီး9ချက်တော့တူပေးပေါင်း20 4ပလင်းကို80မိုးတိမ်တွေ့သွားတယ်ဒါကိုတို့ကြီးကမင်းတမ်းပါတယ်ကွာငွေ80တဲ့နဲ့မိန်းမတယောက်ရမယ်ဟာကိုမိုးတိမ်တစ်ချက်တွေးဝေသွားပြီးကဲလောက်ဗျာ4ပလင်းယူခဲ့အေးခဏဆောင်ဆိုပြီးကိုတို့ကဆိုင်နေခတ်တုတ်တုတ်လမ်းဝင်သွားတယ်ဒိတ်မကြပါဘူးကိုတို့ကြီးပလင်းတွေကိုကျွတ်ကျွတ်နဲ့ထည့်ပြီးသူမိန်းမမီလုံးအလစ်မှာကုတ်ချောင်းချောင်းနဲ့ပြေးချလာတယ်ကဲရော့ဒီမှာ4ပလင်းမိုးတိမ်ကပလင်းတွေကိုအသေးချာကြည့်တယ်ဟေးပလင်းတွေကဒီရိုးရိုးပလင်းတွေလိုပါပဲလားအဲ့ဒါပြောတာပေါ့ဒါပေမဲ့မတူဘူးမယုံရင်တစ်လုံးလောက်စမ်းကြည့်ကိုတို့စကားကြောင့်မိုးတိမ်ကမယုံရဲနဲ့ပလင်းတစ်လုံးထုတ်လိုက်တယ်ပြီးတော့သူကောင်းကိုပလင်းနဲ့ပြန်ရိုက်ချလိုက်တယ်ခွန်းကနေအတန်နဲ့အတူပလင်းကတစစီကွဲထွက်သွားတယ်မိုးတိမ်ကအားရဝမ်းသာနဲ့ဟာအဟုတ်ဟာခေါင်းကိုစက်ကူလေးနဲ့ရိုက်တဲ့လောက်တောင်မနာဘူးအဲ့ဒါပြောတာပေါ့ကွာအဲ့ဒါကိုပြောနေတာဒီပလင်းနဲ့မေဖြူရှိမှာမင်းနှလုံးသုံးလုံးလောက်သာရိုက်ပြလိုက်ဟိုကတနာပြီးပြန်မချစ်ရင်ငါ့ကိုကြိုက်တယ်လို့ပြောကြိုက်တယ်လို့သာပြောကွာကိုတို့ကြီးကဝင်မြောက်နေတော့မိုးတိမ်ခွေသွားတယ်ဒါကြောင့်မိမ့်မိန်ကြီးပြုံးပြီးကြိုက်ပြီဗျာကြိုက်ပြီကိုတို့ကြီးရဲ့ကျေးဇူးကိုမမေ့ပါဘူးကျုပ်နဲ့မေဖြူနဲ့ညားရင်ပထမဦးဆုံးရတဲ့ကလေးကိုတို့ကိုပေးမယ်ဗျာမိုးတိမ်ကရွှင်မြူးစွာရဲသည်ကိုတို့ကသူ့ကိုကြိတ်နေပထမဆုံးရတဲ့ကလေးပေးမယ်ဆိုလို့ကျန်တဲ့လူတွေအားလုံးကသာကဲဝမ်းသာနေလို့မပြီးသေးဘူးဗျာအောင်ပွဲအကျူနင်းနေပါပါလှုပ်ပါမိုးတိမ်ကအစာငတ်နေတဲ့စိတ်အော်တန်လို့တဟဲဟဲရေရင်နဲ့ရပါတယ်ဗျာရပါတယ်အေးကိုတို့ဒါလေးအရင်ရှင်းလိုက်ရအောင်ကိုတို့ကအရက်ဝိုင်းကိုဝေ့ကြည့်လိုက်ပြီးညီလေးပလင်းလေးလုံးအပါဝင်440ကြတယ်မိုးတိမ်ကသူ့အိတ်ထဲကပတ်ဆက်တွေကိုထုတ်ပြီးရေးကြည့်လိုက်တယ်410ပဲရှိတယ်30ဘယ်သူမှပါလဲတလာစီကသူ့အိတ်သူစမ်းရင်နဲ့ငါမှပါတယ်ရော့အေး20ပါတယ်ကိုရင်တာကြီးကငါမှ10ပါတယ်ရော့ကွာအားလုံးပေါင်း440ပြည့်သွားတယ်ဟာအဲ့ဒါမှဒုက္ခပဲကျုပ်မှပတ်ဆက်မကြံတော့ဘူးမိုးတိမ်ရဲ့ပတ်ဆက်မကြံတော့ဘူးစကားကြားတာနဲ့ကိုတို့ကြီးကပတ်ဆက်တောင်ရေမနေတော့ပဲပတ်ဆက်မကြံရင်လည်းတော်ကြတော့ကွာငါကတော့အကျွေးမရောက်မှုဆိုပြီးထလစ်သွားတယ်အဲ့ဒါမှဒုက္ခပဲအရက်တော့ရတာကလစ်မဲ့တောင်မပြေသေးဘူးအေးလီကွာဟိုမရောက်ဒီမရောက်နဲ့ဒုက္ခပဲဟုတ်ပါကွာဒီအတိုင်းဆိုမိမကအနှံ့တောင်မှတ်မိမှာမဟုတ်ဘူးအားလုံးစီကခတ်တူးတူးညီတန်တွေထွက်လာတယ်မိုးတိမ်ကသူ့အိတ်ကလေးသူပိတ်ပြီးစဉ်းစားတယ်ညံနေညံတဲ့တွေထုံနေပုံရတယ်အတော်ကြမှာသူ့မျက်နှာဝင်းလက်သွားပြီးငါသိပြီမင်းတို့ထပ်တော့ကြအောင်မဟုတ်လားတောက်မှာပေါ့ကွာတောက်ချင်လို့ပြောနေတာပေါ့အေးလီကွာပြောရင်းဆိုရင်နဲ့လေတောင်တက်လာပြီမြန်မြန်လှုပ်ပါကွာတောက်ချင်လာပြီအားလုံးအားတဲ့တရောနဲ့ပြောကြတယ်အရက်ကိုအရက်မိုးတိမ်ကအားလုံးကိုခပ်ပြုံးပြုံးဝေ့ကြည့်လိုက်ပြီးအဲ့ဒါဆိုခဏဆောင်ဆိုပြီးထထွက်သွားတယ်
ကိုတွတ်စီကိုပါကိုတွတ်နဲ့နှစ်ယောက်အကျိတ်အနွယ်ဆွေးနွေးနေတယ်ကြည့်ရတာအကျွေးယူကိုစီးယုံနေတာဖြစ်ပုံရတယ်ကိုတွတ်ကြီးကခေါင်းငိမ့်လိုက်ခေါင်းခါလိုက်ဖြစ်နေတယ်မိုးတိမ်ကသူ့လက်ကလေးနှာခေါင်းနှဝဲပြီးအပိအပြင်းရှင်းပြတယ်ကိုတွတ်ကြီးမိမမက်လုံးရောက်လာတယ်ဘာဖြစ်တာလဲမေးပုံရတယ်မိုးတိမ်ကသွားဖြစ်ပြီးမျက်နှာချူသွေးတယ်ပြီးတော့သူ့လက်ကလေးနှာခေါင်းနှဝဲပြီးရှင်းပြတယ်မက်လုံးကခေါင်းတဆက်ဆက်ငိမ့်ပြီးလှုပ်ပြီးလိုက်လို့ပြောတယ်မက်လုံးကခွင့်ပြုလိုက်တော့ကိုတွတ်ကြီးကဘာမှမတတ်နိုင်တော့ဘူးမိမကြောက်ရတာကိုမိုးတိမ်မျက်နှာမိုးစမ်းပန်းလိုလန့်သွားတယ်ပြီးတော့ပလင်းလွတ်လေးတစ်လုံးဆွဲပြီးအိမ်နဲ့စုတ်ခနဲ့ဝင်သွားတယ်ပြန်ထွက်လာတော့ပလင်းအပြေပြသူ့ကိုဝိုင်းကြည့်နေကြတဲ့ကိုရင်သားကြီးတို့အုပ်စုတရေတများများနဲ့ဖြည့်ကုန်တာပမိုးတိမ်လက်ထဲကပလင်းလည်းမြင်ရောအခုနကအရက်မရရင်အစပိတ်တွေဘူးထားတဲ့ဖန်ခွက်ဖင်ကအရက်ကိုရှက်လွတ်မြည်အောင်မော့ထဲလိုက်ကြတယ်မိုးတိမ်မက်လုံးစီကတမ်းမယာသီးစိတ်တောင်းနေမက်လုံးကစူစူအောင်နဲ့တမ်းမယာသီးစိတ်3-4စိတ်ကိုသူ့လက်ထဲထည့်ပေးလိုက်တယ်မိုးတိမ်ကပြုံးဖြင်းနဲ့ဝိုင်းစီပြန်လာတယ်ကဲရဒီမှာပလင်းဒီမှာကတမ်းမယာသီးစိတ်ဗျာတဝတာတောက်ကြဆိုပြီးပလင်းကိုကိုရင်သားကြီးလက်ထဲထိုးထည့်ပေးပြီးဝိုင်းနဲ့ပြန်ဝင်လိုက်တယ်ကိုရင်သားကြီးကဝမ်းသာအားရသူ့ခွက်တဲ့အရက်လောင်းထဲဖို့လှုပ်တော့မိုးတိမ်ကကိုရင်သားကြီးစီကပလင်းကိုဖြတ်ခနဲဆွဲယူလိုက်ပြီးခမရမာကမလုံနဲ့ခမရကလက်မမှန်ဘူးနောက်ပြီးတော့ခွက်ကြော်လဲခိုးတောက်တတ်သေးတယ်လို့ပြောလိုက်တော့ကိုရင်သားကြီးမျက်နှာကြီးမဲသွားတယ်ဟုတ်လေဟုတ်တာပကိုရင်သားကြီးကအရက်မာကလှုပ်လို့ကတော့ခွက်ကြော်ကခိုးတောက်ပြီးသားသူများတစ်ခွက်ဆိုသူက2ခွက်ပဲဒါကြောင့်မိုးတိမ်ကအဲ့ဒီလိုပြောတာကိုသူဘာမှပြန်မငြင်းနိုင်တာမိုးတိမ်အရက်ကိုခွက်လေးခွက်ထဲအညီမျှခွဲထည့်လိုက်တယ်အရက်လဲခွက်ထဲရောက်ရောတလာစီကဟန်နောင်မဆောင်နိုင်မေသူ့ခွက်ကိုလန့်ယူလိုက်ပြီးမော့ချဖို့လုပ်တယ်ခဏနေရောမိုးတိမ်ကတလာစီလက်ကိုဖြတ်ခနေလှန့်ဆွဲလိုက်တယ်ပြီးတော့တလာစီမျက်နှာကိုလက်ညှိုးငေါက်ထိုးပြီးမင်းတို့ဟာလီအရက်တော့ရရင်အိန္ဒြေကိုမရှိဘူးဒါကြောင့်မင်းမျက်နှာကြီးဖော်ရောက်နေတာမိုးတိမ်ရဲ့ခန့်ငေါက်စကားကြောင့်တလာစီကရောင်ပြီးသူ့မျက်နှာသူပြန်ဆန်းနေအရက်တော့တာဂျန်ကန်မဲဆန်တောက်ဆန်းမှာကွာဘာလေအိန္ဒြေကိုမရဘူးသူပြောချင်တာကဂျန်တမန်လူကြီးလူကောင်းကိုပြောချင်တာပါဒါပေမဲ့မပြောတတ်နဲ့ပြောတော့ဂျန်ကန်မဲတော်ပဲဖြစ်သွားတယ်ဒါပေမဲ့ကိစ္စမရှိပါဘူးမိုးတိမ်ဘာကိုဆိုလို့လဲဆိုတာအားလုံးကသိကြတယ်လေမိုးတိမ်ကအရက်ခွက်တွေမညီမညာကြည့်ပြီးတမ်းမယာသီးတစ်စိတ်ကိုခွက်လေးခွက်ထဲနည်းနည်းစီညှစ်ထည့်လိုက်တယ်တမ်းမယာသီးညှစ်ပြီးတော့တမ်းမယာရေခတ်နေတဲ့သူ့လက်ကိုသူပြန်ဆုပ်လိုက်ပြီးကဲရပြီအားလုံးကအာရဝမ်းသာနဲ့ကိုယ့်ခွက်ကိုလှမ်းယူလိုက်တယ်နေရောခွက်အားလုံးပါဇက်နာရောက်တော့မိုးတိမ်ကတားလိုက်ပြန်နေပြီးတော့မိမ့်ကြီးပြုံးပြီးဒီဟာကငါရဲ့အောင်ပွဲအကျိုးထိမ့်မှတ်ဆိုတော့ငါအတွက်ခွက်တိုက်ပြီးဆူတောင်းပေးအောင်လေအားလုံးကတယောက်မျက်နှာတယောက်ကြည့်တယ်ပြီးတော့ပြီးရောတဘောနဲ့အားလုံးခွက်တွေဗျိုင်တူမြောက်ပြီးသေချင်းဆိုကြီးအောင်မြင်ပါစီလို့ဗျိုင်တူရေရွတ်ပြီးဖန်ခွက်တိုက်လိုက်ကြတယ်ပြီးတော့4ယောက်သားဗျိုင်တူမော့ချလိုက်တယ်ဆိုရင်ပဲဟာဟေးအလူအားလုံးစီကအာမေရိတ်တန်တွေထွက်လာတယ်ပြီးတော့တယောက်မျက်နှာတယောက်ပြန်ပြီးတော့ငေးကြောင်ကြည့်နေကြတယ်ပြီးတော့မျက်နှာတွေရှုပ်မဲ့ပြီးထအော်ကြတယ်ဟေးရေတွေရေမရေရစေအားလုံးစီကအာမေရိတ်တန်တွေထွက်လာတယ်ပြီးတော့တယောက်မျက်နှာတယောက်ပြန်ပြီးကြောင်ငေးကြည့်နေကြတယ်ပြီးတော့မျက်နှာတွေကရှုပ်မဲ့ပြီးထအော်ကြတယ်ဟာရေတွေရေမရေရစေဟုတ်ပါတယ်သူတို့တောက်လိုက်ရတာကအရက်မှမဟုတ်ပေမိုးတိမ်ကိုတွတ်အိမ်နောက်ကစင်ခတ်ထည့်လာတဲ့ရေတွေဒါတော့မက်လုံးအဝိလျှော်ထားတဲ့ရေလားမသိပါဘူးချင်းဆုပ်ငံပြနဲ့ဒါကြောင့်အားလုံးကဒေါသတကြီးနဲ့မိုးတိမ်ပဲလှည့်ပြီးဟိုက်ကောင်မိုးတိမ်မင်းဘာလုပ်တာလဲကွမင်းဘာလုပ်တာလဲမိုးတိမ်ကမသိချင်အောင်ဆောင်ပြီးခွက်သေးကိုပလင်းတွေကရေတွေလောင်းထည့်ရင်ကဟာဘာလုပ်လူလဲဘာလုပ်ရမှာလဲကွမင်းငါတို့ကိုအရက်ဆိုပြီးရေတွေတိုက်နေပြီးတော့ဘာစီကဒေါသတကြီးရောတယ်
မိုးတိမ်ကတော့အေးစေးပါပဲအာမင်းတို့ကလည်းအရက်ပါကွာခွီအရက်ပါလားရေမရေအစစ်ဟောဒီမှာပိုးလောက်လန့်အောင်ပါသေးတယ်ကိုရင်တာခိခွက်သေးကပိုးလောက်လန့်လေးကိုဂိုင်းပြီးပြတယ်ဒါကူတော့မျက်နာမာလာတဲ့မိုးတိမ်ကဆက်ဖြည်းဖြည်းလှုပ်ပြီးအာခမည်းကအမိပါရတကူဗျာကောင်းနေစစပိုးလောက်လန့်သာစားရင်အသားလှတဲ့ဗျာသူစကားကြောင့်ကိုရင်တာခိကပိုးလောက်လန့်ကိုပါဇက်ထဲရောင်ပြီးထဲ့မိမလို့လှုပ်ပြီးမှမြေကြီးပေါ်ပြေချလိုက်တယ်ပြီးတော့မိုးတိမ်ကိုလက်ညှိုးငေါငေါထိုးပြီးဟိုက်ကမင်းဘာပြောတာလဲကွတာခိနော်တာခိတခိတည်းရှိတယ်နှစ်ခိရှိရင်ဂွိလုတ်ပြစ်လိုက်မယ်မင်းဒါရေတွေမဟုတ်လို့ဘာတွေလဲကွာကြီးကိုရင်တာခိရဲ့ဒေါသတကြီးကြိမ်မောင်းတာတော့မိုးတိမ်ကဆက်ပြေးပြေးလှုပ်ပြီးအာကိုရင်တာခိကလည်းရေတွေအရက်တွေခွဲနေတာစိတ်ကြောင်ဗျစိတ်ကြောင်ကိုစိတ်ကိုကိုနိုင်ရင်ရေတွေအရက်တွေမရှိတော့အရက်လဲရေပဲရေလဲအရက်ဖြစ်သွားတာပဲရွာကြောင်ဆရာတို့တော့ဟောထားသေးတာပဲကိုစိတ်ကိုနိုင်ရင်ဟိုက်ကအရက်ဝိုင်းတွေကိုဆရာတော်ကိုစွဲမထင်နဲ့ကွာဘာစီကပါတာကိဘက်ကဝင်းအော်တယ်ဒါကိုမိုးတိမ်ကရဲကျဲချင်းနဲ့အေးမထင်နဲ့ဆိုလဲမထဲပါဘူးဗျာအေးဒါပေမဲ့အခုလောလောဆယ်တော့ပတ်စံမရှိတော့လို့ဒီရီကိုပဲအရက်အမှတ်နဲ့တောက်ထားကြတာပေါ့ဗျာမထူးပါဘူးဗျာကိုတို့ကြီးအရက်လေရီရောတာပါပဲဟုတ်ဘူးလားမပူပါနဲ့ဗျာမေဖြူလေးနဲ့ကျုပ်နဲ့ညာပြီးပတ်စံရှိတဲ့အခါကျရင်အရက်အစ်စ်တိုက်ပါမယ်အခုတော့ဒီရီတွေကိုပဲအရက်လို့သဘောပေါက်ပြီးပျော်ပျော်ကြီးတောက်ကြတာပေါ့ရော့ခွက်တွေယူကြဆိုပြီးအရက်ခွက်တွေရီထက်တန်မယာသည်ညစ်ထည့်ပြီးလိုက်ပြီးတယ်အားလုံးကတော့မကြေနပ်ပါဘူးဒါပေမဲ့ဘာတတ်နိုင်ကြမှလဲတောက်เสียကပတ်စံမှမရှိကြတော့တာကိုဒါကြောင့်တန်မယာသည်ညစ်ထားတဲ့ရေကိုပဲအရက်အမှတ်နဲ့တောက်ကြရတော့တာပေါ့ကိုရင်တာကြီးကစိတ်ဆိုးဆိုးနဲ့အရက်ခွက်ကိုဂွက်ကနေကောက်မော့ချလိုက်တယ်ဒါကိုမိုးတိမ်ကအိုးကိုရင်တာကြီးနဲ့အရက်ခွက်ကိုရေလေးပါလေးရော့ပေါ့ရေမရောရင်အသေးစောတဲ့ဗျဆိုပြီးရေခွက်ထူပြီးတော့ကိုရင်တာကြီးကစိတ်တူတူနဲ့ပဲရေတစ်ခွက်ကိုဂွက်ခနဲ့မော့ချလိုက်ပြန်နေဒီရောမှမိုးတိမ်ကကြည်နက်သွားတယ်လို့အထာမျိုးနဲ့ဒါမှပေါ့ဗျာအရက်သမားမှန်ရင်ရေများများတောက်ရမယ်ဒါမှအသက်ရှိရှိနဲ့တောက်နိုင်မှာစီဝမ်းကောင်းမှာဟိုက်ကောင်တလားစီဘာငိုင်းနေတာလဲဘာစီလောက်လီကွာထို့သို့ဆိုပြီးတလားစီနဲ့ဘာစီကိုပါလှဲ့ပြီးတဟိဟိတဟာဟာနဲ့မြောက်ပြီးနေတော့ဟိုနှကောင်လဲမနေနိုင်တော့ဘူးခွက်ကိုယူပြီးဂွက်ခနဲ့မော့ချလိုက်ရတယ်ဒီလိုမှပေါ့ကွာကဲရထတ်တော့ကြမိုးတိမ်ရဲ့အာရဝမ်းသာအတန်မျိုးနဲ့ရေတွေထက်ထဲတန်မယာသီးတွေညှစ်ပေးနေတယ်သုံးယောက်လုံးကတော့သူ့ကိုမျက်ထောင်နီကြီးနဲ့ကြည်လို့ပေါ့ဒါပေမဲ့ဘာမှမတတ်နိုင်ကြဘူးလေအေးလေပတ်စံမှမရှိကြတာသူတို့အဖြစ်ဟာစဉ်းစားကြည့်ရင်ကရင်ကြီးပုံမြင်လို့ဖြစ်နေတယ်ကရင်ကြီးပုံမြင်ဆိုတာသိလားမသိရင်ပြောပြခြင်းလို့တခါသားကရင်ကြီးတယောက်ကအရက်မှုပြီးညမောင်မောင်မှာပွဲစည်းတစ်ခုကတယောက်တည်းပြန်လာတယ်တဏီယာရောက်တော့မဲမဲအပုံကြီးတစ်ခုနင်းမိမလို့ဖြစ်တော့အာဘာလဲဝေဆိုပြီးခုံကြော်လိုက်တယ်ပြီးတော့တက်ပြင်းချပြီးအောင်မလီတော်သေးတာပေါ့ချီးပုံလားမသိဘူးတက်နင်းမိတော့မလို့ဆိုပြီးအရှိဆက်လန်းသွားတယ်နှစ်လန်းသုံးလန်းလောက်ဆက်လန်းပြီးတော့မှမျက်မှောင်ကျုပ်လိုက်တယ်အော်ချီးမှဟုတ်ရဲ့လားမသိဘူးပြန်ကြည့်အောင်မှဆိုပြီးဇဝေဇဝါနဲ့အပုံစီကိုပြန်လှည့်သွားတယ်ပြီးတော့အပုံကိုအသေးချာငုံကြည့်တယ်အေးချီလူလူတနခါလူလူနဲ့ဝေလူရေရွတ်ပြီးအပုံဘောကဖြုတ်တွေကိုလက်နဲ့ခါရမ်းပြီးမောင်းထုတ်လိုက်တယ်ပြီးတော့နှာခေါင်းတရှုံရှုံနဲ့အနံ့ခမ်းကြည့်တယ်အေးလက်ကွာအနံ့တော့နန်းတယ်လို့မှုေးတယ်လို့ပဲဝေဘာလဲမသိအော်ဆိုပြီးအပုံကိုလက်ညှိုးနဲ့ထိုးကလော်လိုက်တယ်ပြီးတော့လက်မနဲ့ပုတ်ချပြီးလရောင်နဲ့ထောင်းကြည့်တယ်ပြီးတော့မယုံသင်္ကာနဲ့အေးချီလူလူတနခါလူလူအော်သေးကြအောင်ဆိုပြီးမသင်္ကာတာနဲ့အခုနကအပုံနဲ့နှိုက်ထားတဲ့လက်ညှိုးကိုရှာနဲ့တို့ကြည့်လိုက်တယ်သေးကြသွားမှအာရဝမ်းသာရင်ကောင်းတန်ကြီးနဲ့အေးဘေးချီမှချီအစ်စ်ဟာတော်သေးတာပေါ့တ
တက်နေမိရင်ချက်ထောက်ပေးနေအောင်မယ်ငါညံကောင်းလို့မနေမိတာထို့သို့ဆိုပြီးချီးပေနေတဲ့လက်ကိုခေါင်းမှာတုပ်ပြီးထွက်သွားတော့တယ်နေမိမှာတော့ကြောက်တဲ့ဟိုဟာရီကြတော့ရှာနဲ့လဲရက်ခေါင်းမှာလဲတုပ်သွားသည်အဲ့ဒီလိုပါပဲပါစီတို့အဖြစ်ကချီးမန်းသည့်ကြီးနဲ့အဲလေရေမန်းသည့်ကြီးနဲ့အရက်ပါဆိုပြီးဇွတ်မိတ်တောက်နေရတယ်ဒါပေမဲ့လေဘာမှတော့မပြောတာဘူးပတ်စံမှမရှိတာရှိတာကိုရှိတယ်လို့ပဲလုပ်နေရတော့တာသုံးယောက်လုံးလေဘာစကားမှမပြောပေမိုးတိမ်မျက်နှာကိုသာမျက်ထောင်နီကြီးနဲ့ကြည့်ပြီးတကွက်ကွက်နဲ့တောက်လာလိုက်တာကြာလာတော့လေရေမူလာတယ်မိုးတိမ်ကတော့ထုံးစံအတိုင်းရွှင်လို့မြူလို့မေးဖြူလေးနဲ့သူနဲ့ညားရင်ဘလို့ဖြစ်တယ်ဘဲညာဖြစ်တယ်နဲ့ပြောလာတယ်မေးဖြူလဲကလေး6ယောက်မွေးသွားတယ်သူလဲပါဇက်ကအမြုပ်တွေထွက်မှတ်တတ်ပဲပြောတာဘမ်းမလဲ340အပ်သွားတယ်180လဲထောင်းအောင်မယ်ဆိုပဲအေးလီအလကားပြောရတာပဒီလိုနဲ့ရေတပလင်းကုံသွားရမိုးတိမ်ကပလင်းမိဖုတ်တွေလက်ကဆွဲရင်းနဲ့ကဲဒီနေ့တော့ဒီများနဲ့ပဲတော်လောက်ပြီငါလဲချစ်သေးလီမေဖြူစီသွားရအောင်မယ်ဆိုပြီးထထွက်မလို့လုံနေတော့မှပဲနေအောင်ပါစီကမျက်နှာနီကြီးနဲ့လှန်တာတယ်သူကောင်းကလည်းဘဲဆိုင်ညာဆိုင်နဲ့ကြည်ရတာရေတောက်ပြီးရေချိန်ကိုက်နေပုံရတယ်နေအောင်မင်းဒီအတိုင်းသွားလို့မဖြစ်ဘူးပါစီရဲ့စကားကြောင့်မိုးတိမ်ကထိုင်ရမလို့ထားရမလို့ဖြစ်သွားတယ်ပါစီကိုမျက်မှောင်ကျုပ်ကြည့်ပြီးဘာဖြစ်လို့လဲကွမင်းဒီအတိုင်းပလင်းနေဆွဲသွားရင်မင်းအကြံကိုမေဖြူကရိပ်မိသွားလိမ့်မယ်အားလုံးကခေါင်းငိမ်ထောက်ခံနေမိုးတိမ်ကမျက်မှောင်ကျုပ်ပြီးစဉ်းစားတယ်ဟုတ်တယ်ဒီအတိုင်းသူပလင်းကြီးဆွဲသွားရင်ပလင်းနေမီးဖုတ်ထားတာမေဖြူရိပ်မိသွားနိုင်နေဒါဆိုမင်းရဲ့ပလင်းတွေကိုတယောက်ယောက်ကအရင်ယူသွားပြီးမေဖြူလာတဲ့လမ်းမှာတွားထားတဲ့နေပြီးတော့မှမင်းကလိုက်သွားပြီးမေဖြူရှိမှမင်းထားခဲ့တဲ့ပလင်းမဟုတ်တယ်လို့နေကိုကောင်းကိုရိုက်ခွဲလိုက်မှဟိုကယုံမှာပေါ့အားလုံးကခေါင်းငိမ်ကြပြန်နေဟုတ်တယ်ပါစီပြောတာယုတ်တည်ရှိတယ်ကိုပလင်းကိုဆွဲသွားပြီးကိုကောင်းကိုပြန်ရိုက်ရင်ဟိုကဘယ်ယုံခြင်းမလဲတယောက်ယောက်ကထားခဲ့တဲ့ပလင်းလိုဘာလိုမှယုံမှာပေါ့ကဲဒါဆိုဘယ်လိုလုပ်ရမလဲမိုးတိမ်ရဲ့အမေကိုပါစီကခေါင်းကိုမော့ပြီးငါသွားထားပြီးမယ်လီမိုးတိမ်ကမယုံတယ်လို့မျက်မှောင်ကျုပ်ကြည့်တယ်ဘာလဲမင်းကမယုံလို့လားမယုံရင်လည်းပြီးတာပဲမင်းဘာသာမင်းဆက်လုပ်ပေါ့ပါစီရဲ့စကားကြောင့်မိုးတိမ်ကပြတလေဖြစ်သွားပြီးမယုံလို့မဟုတ်ပါဘူးကွာအေးငါကမင်းမူများမူနေလားလို့ပါဘာကွာရေတောက်ပြီးတော့ငါကမူရမှာလားမင်းစကားကိုစင်ချင်းပြောအောင်မလီမင်းတိုက်တဲ့ရေလေတောက်ရသေးတယ်ဟုတ်သားမိုးတိမ်ရတငယ်ချင်းတွေကစေတနာနဲ့ကူညီတဲ့ဟာကိုမင်းစေတနာကိုမစော်ကားပါနဲ့ကိုရင်သားကြီးကပါဝင်ပြောတော့မိုးတိမ်ကသွားပြဲပြီးမဟုတ်ပါဘူးဗျာစေတနာကိုမစော်ကားပါဘူးကျုပ်တငယ်ချင်းတွေကိုကျုပ်ကယုံပြီးသားပါကဲယူသွားအေးဒါပေမဲ့ဘယ်နာထားမယ်ဆိုတာလေပြောသွားပါစီကတစ်ချက်တွေးသွားပြီးစဉ်းစားနေလိုက်တယ်ဘယ်မှာထားပြီလို့ထားပေးရမှန်းမသိဘူးမေဖြူတို့အိမ်နာသွားထားလို့လည်းမဖြစ်ဘူးလေအတော်ကြာမှအေးသိပြီဟုတ်ကွာမေဖြူတို့ရေခတ်စင်းရင်နားတတ်တဲ့လက်မှုပင်ကြီးယောက်ကအမြင့်ဆုံးမှာထားခဲ့မယ်အေးကောင်းနေအဲ့ဒီနားမှာမေဖြူတို့နားနေကြဟိုလီဟောင်းကြီးဘက်ကိုမထားနဲ့နော်အဲ့ဒီဘက်မှာပလင်းအဟောင်းတွေကများတယ်ငါသိပါတယ်ကွာတစ်ပင်ရဲ့မြောက်ဘက်ခြမ်းမှာထားခဲ့မယ်အေးမင်းကြံကောင်းနေဘာစီကပလင်းမိဖို့သုံးလုံးဆွဲပြီးခတ်တုတ်ထွက်သွားတယ်မိုးတိမ်ကတော့ပီတိတွေစားပြီးရေတွေမူလို့